အခုချိန်မှာမလေးရှားမှာဆိုပြီးမော်ရန်ရွာနေပါတယ်ပေါ့နော်နောက်ပြီးတော့ပြည့်ချက်တို့တတိထားမှုလည်းမသိဘူးဒီရက်ခွက်ကြီးအဲ့တော့တိတ်ဆိတ်တယ်နော်ရန်နေခေါင်းနဲ့ရက်ခွက်ရက်ခွက် very beautiful ဒီတိုင်းလက်ကစားနေကြဇက်ကွန်းရောက်ပါတယ်ဗျဒီနဲ့တူမိုက်ကြည့်ပေးပါဦးဒီလိုဆုံးပြီ မိုးကတော့ရထားတာပေါ့နော် ဆိုနေတယ်ဗျမိုးဒီမှာနည်းနည်းများတယ်နေကပိုင်းရောကျွန်တော်ပထမဆုံး share လမ်းတော့ဒီဘောလုံးနဲ့တလုံး300ရအောင်တော့ပြမှာပါ first record ပေါ့ first record အများဆုံးကတော့ Ronaldo ဘောလုံး1000ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့300ရအောင်တော့ပါပါ300 okay let's start 300တော့မရလိုက်ဘူး130ပဲရတယ်ဘာဖြစ်ပါကျွန်တော်နောက်တစ်ချက်နဲ့ဆက်သွားပြီအချက်လမ်းတော့တကယ် world record ချက်လမ်းပေါ့နော်ကမ္ဘာမြသွားတော့60နှစ်ကျင်းကျွန်တော် push up တိုက်ထိုးမှဖြစ်ပါတယ်ကျွန်တော်ဘယ်လောက်ရမလဲ second 30အတွင်းမှာထိုးရမှာပါကျွန်တော်ဘယ်လောက်ရမလဲဆိုတော့ချက်လောက်ကြည့်ပေးကြပါကျွန်တော်တိုက်ထိုးရတော့အများကြီး60တော့မရဘူးဗျကျွန်တော်54ချိန်မရတယ်နော်ကျွန်တော်ရဲ့ record ပေါ့နော် record မှတ်တမ်းဘာဖြစ်ဖြစ်ကျွန်တော်ရှင်းနေပါတယ်ဘာလို့ဆိုတော့ကျွန်တော်မှ training လည်းမရှိဘူး comment စာလေးကျင်တာဆိုတော့နောက် share တစ်ခုဆက်တော့ပါမယ်နောက် share ဒီကျွန်တော်တို့ဥအပ်လုံးပေါ့နော်ဥအပ်ကို second 30တင်နေတင်ကြမယ်ကျွန်တော်တို့စံတမထွိုင်းကြည့်မှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့ share ဆောက်ယူပြကြပါOkay. 1, 2, 3.
14ချိန်ပဲရတယ်15ချိန်တော့မဖြစ်ဘူးအာ training မရှိတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီနေ့ world record 3ခုကျတာခဲ့တယ်။နောက်ကြည့်ရှုတဲ့ပြည်သက်တွေအားလုံး